အားလုံးပဲမင်္ဂလာပါ Idea with Cumin သူ Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာထွန်းရှေခိုင်ရေးသားထားတဲ့ရခိုင်မဟာမြတ်မုနိဖရာသမိုင်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်မဟာမြတ်မုနိဖရာသမိုင်းအကြောင်းစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအစအဆုံးလိုက်ပါနားဆင်ဖို့အတွက်ဖိုက်ခေါ်လိုက်ပါရစေခင်ဗျာမဟာမုနိတကောတော်များမဟာမုနိဘုရားကြီးသွန်းလုပ်ခဲ့ရာတိဝိကုဒကုန်းတော်မြေတီကဘုရားဆက်ဆက်ဗျာဒိတ်တို့ဖြစ်ထားခဲ့ရာသာသနာဝတ္ထုကံမြေမှန်ဧကံဖြစ်ပေသည်ဘုရားအစီစုတို့၏ဓာတ်တော်မူတို့ကိန်းဝဲခဲ့ရာဤထုမြမြမြေကောင်းမြေမွန်ဖြစ်သည်တညဝတီရခိုင်ပြည်ကြီးကိုမင်းဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့ထီဆောင်မင်းပေါင်းတို့ရဲ့ယိုတေဝတ္တအထောက်မြတ်ထားခဲ့ရာသာသနာနေမြေနေရာလေးဖြစ်ပါတယ်ဒုတိယတညဝတီမြို့သည်တာဂီဝင်မျိုးကံရာဇာကြီးသည်အိန္ဒိယတွင်မြို့တည်ခဲ့မှုရာမဟာမုနိရုပ်ရှင်တို့ကျင်းရတန်းသောမြေနေရာဖြစ်ရဲ့မတင်ရကလူတူရေးမဲ့ဆင်းမြင့်တိရစ္ဆာန်တေကျေပျက်စီးရဲ့မြို့လိုရာကို၄လအတွင်းချက်ချင်းပင်ပြောင်းရွှေ့ခဲ့မှုပါလေပေစီ6ဝါစုမဟာတက္ကရီ123ခုတညတတိယတညဝတီတော်ပြီးရင်ရှန္ဒသူရိယမင်းလက်ထက်မှာတော့ဘုရားရှင်ကိုယ်တိုင်ကြွလာပြီးတော့ကျက်မှတ်တွန်းလုပ်ခဲ့ပါလေမြတ်စွာဘုရားသခင်ကငါညီမဟာမုနိကိုယိုသေးစာစိတ်ကကိုးကွယ်သူတို့သည်ငါဘုရားကိုကိုးကွယ်စိတ်ကလှူဒန်းပါပြီးတကယ်တော့လူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခကိုရကြအံ့ဟူသောဗျာဒိတ်တို့ထားခဲ့ပါတယ်။ရခိုင်ပြည်အဆက်ဆက်တို့သည်ရုပ်ဘောတို့ကြီးအားယိုသေးကိုင်းရှမ်းကိုးကွယ်ခဲ့ကြပါတယ်။ဗုဒ္ဓဘာသာဝင်အိန္ဒိချင်းပြည်ထောင်စုတွေကလည်းပဲမဟာမုနိဘုရားကြီးတည်ရှိခြင်းကိုးကွယ်ခြင်းဖြင့်တိုင်းပြည်သားဝါဖြိုးပြီးတော့ဘုန်းတော်အာဏာကြီးမားတယ်ဆိုတဲ့ယုံကြည်ချက်ကြောင့်မိမိတို့ရဲ့နိုင်ငံတို့ပင်းဆောင်ဖို့အတွက်ကြိုးစားခဲ့ကြပါတော့တယ်။ရခိုင်ပြည်တို့သည်ဗိတိတ်သွမ်းမင်္ဂလာကျင်းပပြီးတဲ့နောက်မှာတော့မဟာမုနိဘုရားကြီးထံလာရောက်ဥခတ်ရင်ဥပုပ်ရက်ရှည်ဆောင်ရသောအစဉ်လာရှိခဲ့ပါတယ်။နေ့စဉ်မင်းခမ်းမင်းသားဖြစ်လာရောက်ပြီးတော့လည်းပူဇော်မြေပသမြေဖြစ်ခဲ့ပါတယ်။အများပြည်သူတို့ဘုရင်မင်းမြတ်ရဲ့အထောက်ပံ့အလှူဒါနနဲ့ကျင်းပလေးရှိတဲ့ဘုရားပွဲတော်ကြီးတွေလည်းရှိပါတယ်။မဟာမုနိတည်ရှိခြင်းမဟာမုနိဘုရားကြီးရဲ့တကောတော်နဲ့ပတ်သက်ပြီးတော့အစမ်းတကြေဖော်ပြထားတဲ့ဖြစ်ရဆန်းများလေရထိုင်ရာဇဝင်ပင်မူများတွင်အများအပြားပင်တွေ့ရလေရာရှားဖွေဖတ်ရှုနိုင်ပါတယ်။မြတ်စွာဘုရားသခင်သည်မဟာမုနိရုပ်ထုတော်နဲ့ပတ်သက်ပြီးတော့ငါ၏ရုပ်ထုတော်မြတ်သည်ရှင်ပါသောအံ့ဖွယ်နေတကွာသာသနာတော်9000ပတ်လုံးတည်ရမည်ဟုပြတိုက်ထားခဲ့ရာဆိုပါအံ့ဖွယ်ရှိပါမှာတော့အောက်ပါအတိုင်းဖြစ်ပါတယ်။၁ကဲဆန်ချင်းငယ်တော်အပေါင်းတို့သည်ရုပ်ထုတော်များ၏ရွှေပြတ်တာပေါ်သို့လွှားကြော်ခုံပြန်နှံ့နေခြင်းမောဟန်ခြင်းနှစ်ရုပ်ထုတော်မြတ်ရဲ့ရွှေမျက်နှာတော်သည်ထွန်းပေါ်ထွက်ဆက်သောလာပြည့်ဝမ်းတိုင်ကဲ့သို့နေ့စဉ်မစဲရှုမရဲအောင်အမြဲထွန်းလင်းတောက်ပတ်သောရောင်ချီတော်မြတ်ကိုဆွမ်းလွှတ်တော်မူခြင်းသောမိစ္ဆာယူမှမတရားကျင့်ကြံသောဒုဋ္ဌိလပုဂ္ဂိုလ်တို့သည်ဒီရုပ်ထုတော်မြတ်ကိုရှုကြည့်ဝင်ဘူးတော်လဲတောက်ယူပေါ်မှာရွှေမျက်နှာတော်သည်မျိုးပြမောက်လျက်အယောင်မထွက်ခြင်းလေးရုပ်ထုတော်မြတ်ရဲ့တဒံတော်ကိုပုံတူကူးပြီးတော့ရေးသားသွန်းလို့တော့လဲပင်ပန်းကမြကြာနာပြီးပင်စွာမကူးယူနိုင်ခြင်းငါတရားဆိုင်အမှုဆိုင်အနိုင်အရှုံးကျင်းသုံးမှုသောကျိန်ဆိုများလဲထင်ရှားလိုက်ငင်းပြည့်ရင်ထရောက်စေနိုင်သောတကိုးတော်ကြီးမားခြင်း6ယဟန်ရှင်လိုပြည်သူပြည်သားအများတို့သည်တရားတရားသိုးပေါ်တက်ကြွသောကြောင့်ဂရေသိန်းတောင်းမကသောရွှေပြားရွှေဆိုင်တို့ဖြင့်နေတိုင်းကတ်လူပူဇော်ကြပါတော့လဲပြည်ပြည့်သန့်စင်ပြည့်ဖြိုးလွင်သောကိုယ်တော်ရှိခြင်းခုနှစ်12လမြစ်တိခါတမယမဆိုမိဘနေရောကောင်းသောညံညံအတမစေပွဲတော်တပင်လူများစီကားရောက်တဲ့တကိုးတော်ကြီးမြတ်ခြင်းရှစ်တကူးတဆုံစသောတကြံအတာရေသွန်းခါ၌ဝေးရရှင်းနောက်မိုးပေါမိုးတိမကအိုကြီးအုံငယ်တို့နှင့်ရေတက်ပေကြတော်လဲရှေးတော်ရဲ့ပါ၌ရေမနာမတည်နိုင်သောတကိုးတော်မြတ်ကြီးခြင်းအဆိုပါအံ့ဖွယ်ရှိပါအပြင်မျက်မြင်တွေ့ရတဲ့တရားတို့သည်ဆင်းရဲချမ်းသာဒုက္ခကြုံကြရမှန်ကအရဟံဇိနသုံးလူပါ၏နိဗ္ဗာန်တဘွားရုပ်ပွားတော်များဖရာသည်ထင်ရှားစွာတကောက်တော်များအထူးပြသတော်မူသည်ဟုသောတပါးနှင့်ပြည့်စုံပါသည်ရခိုင်သမိုင်းနှင့်ထင်ရှားသောဖြစ်ရများရှိခဲ့ပူပါသည်ယင်းတို့ကိုးပါးသောအံ့ဖွယ်ပြင်တခြားသောတကောတော်များလည်းအခါအားလျော်စွာတွေ့ကြုံတတ်ရပါသည်ဖရာဘရဝိုက်တွင်သောလူမီမြပင်လာရောက်စေကမူပြေးရှံခြင်းမရှိခြင်းရေကန်များ၌လည်းຫນွေမိုးဆောင်300တိမဖြတ်ဆုပ်ခြင်းတိုးခြင်းမရှိခြင်းတ
တင်တော်ဝန်းကျင်ရှိအပင်များမှာအမြဲတမ်းစိမ့်လန်းနေပြီးတော့အဖူးပွင့်တွေကလည်းပဲဖျားပဲညှုပ်ပြီးတော့ဥစိတ်နေကြခြင်းဥလိုဆေးကံမှာရေများနီရဲသောအတိုင်းအမိုင်းများပြားတတ်ခြင်းကိုယ်တော်မှချွေးများပြိတ်ပြိတ်ကြတတ်ခြင်းစားတဲ့တကိုးတို့တွေနမိတ်တွေပြားတတ်ပါတယ်မဟာမုနီတိန်တော်ကြီးတီဆောက်ခဲ့စဉ်ကအောက်ပါမန်နိုင်9ရက်ကိုစိတ်ထူခဲ့ပါတယ်တစ်ဘောဒီမိုင်နိုင်၌ဖျားအဖြစ်တို့ရရှိရဲ့အရှိလောကဓာတ်တို့ရှေ့ရှုထိုက်ဝေဖိဖွေထိုင်နေမှုအတိုင်းတည်ထားခြင်းနှစ်တရားပါတပုံ၌ဖြစ်ကြကုန်သောအရိယာခေမမင်းတို့၏ရုပ်ပုံတော်နှင့်တကွမခိုက်စိတ်ထူခြင်းသို့တရားမင်းရုပ်ပုံတော်တွင်ရဲ့တည်ထားခြင်းလေးစတုလောကပါဠနမင်းကြီးတို့ကိုတည်ထားခြင်းငါဘယင်မင်းများ၏ရုပ်ပုံတော်နှင့်တကွတည်ထားခြင်းတို့ဖြစ်ပါတယ်၎င်းဖြင့်လက်ရှိမှာမဟာမုနိပရဝဲအစဉ်စဉ်သောပြည့်စံများနဲ့အရရသောမျက်နှာအသီးသီးမှာရခဂုံမန်နဂါကလုံးရုပ်ထုတွေကိုအစီမံပြုပြီးတော့တည်ထားကြောင်းတွေ့ရပါတယ်နောက်ထပ်တစ်ခုကတော့မဟာမုနိဖျားနဲ့သူတွန်းဆက်တော်များအကြောင်းကိုတင်ဆက်ပေးပါမယ်စန္ဒာသူရိယမင်းကြီးသည်မဟာမုနိရုပ်ပေါ်တော်များကိုတွန်းလှုပ်ခဲ့ရာတွင်ဥဇာပထမမြောက်ကိုဘာရှင်ကိုနောင်တော်ရုပ်ထုကဆူကိုတွန်းလှုပ်ခဲ့ကြောင်းသိရပါတယ်အမြင့်နမိတ်ခန့်သာရှိသောဘုရားသခင်ရဲ့ပုံစံတွန်းခဲ့သောနမူနာဘုရားရုပ်ထုပုံစံဖြစ်ပါတယ်၎င်းနောက်ဆက်လက်တွန်းလှုပ်သောရုပ်ပွားတော်မှာလည်းပဲဘုရားရှင်ထက်နှမ်းစီများကြီးနေပြီးတော့ရှစ်ကျော်ဘုရားတွင်ပါတယ်၎င်းနောက်လက်ဝဲရန်လက်ရရန်ထေပြန်နှစ်ပေါက်ကိုလည်းပဲတွန်းလှုပ်ခဲ့ပါတယ်မဟာမုနိတွန်းလှုပ်ပြီးကြံရည်ခဲ့တဲ့ယေရနာမြေနဲ့ရုပ်ထုတော်33စုကိုလည်းပဲတွန်းလှုပ်ခဲ့ရာပင်စဟောလာ9ပါးနဲ့မဟာမုနိတတန်တူနှစ်ကြိတ်ချစ်စုဟုခွဲခြားနိုင်ပါတယ်မဟာကျန်ဖျားများဆိုပြီးတော့လည်းတွင်ပါတယ်သို့တော်လည်းယေရနာတွေမကုံပေးနဲ့ကြံရှိနေတဲ့မဟာကြီးဖျားငှက်ကိုလည်းတွန်းလှုပ်ပြန်ပါတယ်ဆိုပါဗုဒ္ဓရုပ်ပုထုတွေကတော့ရခိုင်ပြည်အနှံ့မှာတစ်ချိန်ကရခိုင်နေဖြစ်ခဲ့တဲ့ဘင်္ဂါစစ်နှမျိုးထရီပူရတန်အောင်ပြန်နှံ့ခဲ့ပါတယ်နောက်ဆုံးကျွင်းကျန်တဲ့ယတနာတွေကိုလွှင့်ပြဖို့မဖြစ်တဲ့ကြောင့်မို့လို့ဖျားပလင်ထပ်ဖို့တော့ပဲ့ဖြန့်တင်မြောက်ပူဇော်ခဲ့ကြပါတယ်ထို့တော့ပဲ့ဖြန့်ခဲ့တဲ့ယတနာတွေကတော့ပိုးရွှေငှက်ဖြစ်လျက်ဖျားရင်မြေတစ်ဝိုက်ပြန်ဝဲနေလေသည်ရင်းကိုပိုးရွှေငှက်ကိုခေါ်ကြပါတယ်ရှန္ဒသူရိယလက်ထက်မှာဖရာပရဝဲအတွင်းမှာတော့ပန်းမွင့်တွေကိုစားလျက်နေထိုင်ခဲ့ကြပါတယ်ပိုးရွှေငှက်တွေကညင်းညင်းညောင်ညောင်ရွှေအစင်းရှိပါတယ်ပန်းပွင့်ပန်းတန်တွေကနှင်းရည်ကိုတောက်တုံးပြီးတော့ပန်းဝတ်မော်ဝတ်ဆန်တို့ကိုစားတောက်ကြပါတယ်မဟာမုနိတွန်းစင်ကပေါ်ပေါက်လာတဲ့ပိုးရွှေငှက်အားငှက်မြတ်ရတနာအဖြစ်ရခိုင်တွေကအယူရှိကြပါတယ်မဟာမုနိရုပ်ပေါ်တော်ဟာအမွဲပူရတို့ပင်းဆောင်စဉ်ရှင်ကျော်ရွှေဘုံသာမိုင်အောင်မြင်စလွန်တို့လည်းပါဝင်ခဲ့ပါတယ်ဘုရားကြီးဟာတောင်ကုတ်လမ်းမနေပင်းဆောင်ခဲ့ရာပန်းတောင်တို့ရောက်မှာရခိုင်တွေရဲ့မေတ္တာရက်ခံချက်အရပြည်မျိုးအနောက်ဘက်တပ်စခန်းမှာရွှေဘုံသာဘုရားကိုတည်ထားခဲ့ပါတယ်မန္တမင်ဘုရားကြီးကတော့အမရပူရနေပြည်တော်တို့ပင်းဆောင်ခဲ့ပြီးနန်းဦးတွင်ကိုးကွယ်ထားပါတယ်၎င်းနောက်အင်္ဂလိပ်တို့အိန္ဒိယတို့ယူဆောင်သွားခဲ့ရမှာပြည်တော်တို့ပြန်လည်ရောက်ရှိခဲ့ရမှာယခုဇလွန်မြို့မှာစံပေတော်မူလျက်ရှိပါတယ်ဗုဒ္ဓဗြဟ္မဏိဗံဆံလံတော်မူပြီးနောက်ပိုင်းမှာဗုဒ္ဓထားခဲ့တဲ့သာသနာတော်ကြီးကညှိုးမွမ်းကွယ်ရွက်ပြီးရှိမရှိတိုးတက်စီပင်ပြန့်ပွားစေဖြစ်ရာဗုဒ္ဓဘာသာဝင်တို့မှာယုံကြည်တရားထက်သန်စွာဖြင့်ဘုရားရှင်အားရည်စူးပြီးတော့ရုပ်ထုတော်များထုလုပ်ပြီးပို့ပြီးတော့မှကိုးကွယ်လာခဲ့ကြပါတယ်မဟာမုနိသမိုင်းကြီးနဲ့မဟာမုနိတကိုးတော်ကြီးဟာယုံကြည်သက်ဝင်ပြီးတော့မဟာမုနိတဒံပြုတ်ပြီးတော့ကိုးကွယ်လာကြပါတယ်ခုခါမှာတော့မဟာမုနိအတွင်မဂိတ်ဆောင်ဆင်းသူတို့များအများအပြားနေရာအနှံ့မှာတွေ့ရပါတယ်ပုဂ္ဂိုလ်ရုပ်ကိုးကွယ်မှုရှိတယ်လို့မျိုးလိုက်ရွာလိုက်ခန္ဓာကြီးကြီးစွာတိဆောက်ထားတဲ့ကိုးကွယ်မှုတွေလည်းရှိပါတယ်ရှေးကတော့ရခိုင်မင်းအုပ်ချုပ်ခဲ့ရာဒေသဖြစ်တဲ့အနောက်ပြည်ဘင်္ဂါ12မြို့မှာထိုရုပ်ထုတွေကိုပို့ပြီးတော့မှတွေ့ရတတ်ပါတယ်ဒါကတော့မဟာမုနိတဒံဟူသောအချက်ကိုသိထားဖို့အတွက်လိုအပ်ပါတယ်ကျောက်တော်မဟာမုနိကုန်းတော်မှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်မန္တလေးရောက်မဟာမုနိရုပ်ရှင်တော်ဇလံရောက်မန်အောင်မြင်ဘုရားကြီးတို့ရဲ့ထူးခြားသောဝိသေသလက္ခဏာတွေကတော့မဂိတ်တော်ဆောင်းထားခြင်းထက်ဝေဖက်ခွေထိုင်တော်မူဟန်ရှိခြင်းဘူမိဖတ်မုဒရာရှိခြင်းဝိယာဒနာခြေကိုထားရဲ့ထိုင်တော်မူဟန်ရှိခြင်းတို့ပဲဖြစ်ပါတယ်ထို့တဲ့စမ်းကြည့်တဲ့အချက်ကတော့မဟာမုနိရုပ်ပွားတော်များတို့ရဲ့မျက်နှာတော်တွေကသရဝါတွေကိုတနာဂယုဏထားဟန်မေတ္တာစေတနာပွားများဟန်ပြုံးနေတော်မူဟန်ရှိခြင်းတို့ပဲဖြစ်ပါတယ်တ
ဒီဇာအိုရှိမျက်နှာပါမဟာမုနိရုပ်ဘွားတွေရဲ့မျက်နှာတို့ကိုခိတ္တခဏများအဖိုးမြော်ကြည့်ပါလေထူးခြားသောအာယုံကိုတွေးထိခံစားပေးပါလိမ့်မယ်နောက်ပိုင်းပညာရှင်တွေကမဟာမုနိတဒံတို့စင်တုလိုတွေတွန်းလုပ်ကြရမှာတခြားသောဂုဏ်တို့တွေကိုထုလုပ်နိုင်ကြပေမဲ့မျက်နှာတို့နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေးရလိမ့်ရှိပါတယ်မဟာမုနိစင်တုတော်များနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးပါမယ်၁ကြောက်တော်ဒညဝတီမဟာမုနိ၂မန္တလေးမဟာမုနိ၃ရမ်းပြေးမဟာမုနိတန်ချောင်း၄စစ်တွေအဋိဌံကျောင်းမဟာမုနိ၅မော်လမြိုင်မဟာမုနိ၆ကျိုက်ထော်မဟာမုနိ9ရှမ်းပြည်မဟာမုနိ10မေဇီဝံကောမလာမဟာမုနိ9ဘောင်းကူမဟာမုနိထရိပူရအိန္ဒိယဖြစ်ပါတယ်10ရင်ကွာမဟာမုနိဘင်္ဂလားဖလန်တောင်ဖြစ်ပါတယ်17စီလာမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်ဖြစ်ပါတယ်12ကိုလာချီမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်ဖြစ်ပါတယ်73ဘောဂါမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်14ရှလေမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်15တာပြောမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်16အစင်းမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်19နိုင်ယောမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်18ဖူခနတရီမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်19ဘိုက်ခူရမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်20တာယုံမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်21ကင်ဆာဖူးမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်နဲ့22ကျိုင်းဒုံမဟာမုနိထရိပူရအိန္ဒိယတပေါင်းလာပြည့်တော့ဖြစ်ပါတယ်မှတ်ချက်အနေနဲ့ကတော့ထရိပူရနဲ့ဖလန်တောင်စစ်တကောင်းတောင်တန်းဒေသမဟာမုနိတွေကရခိုင်တိုင်းရင်းသားမျိုးနွယ်စုများကိုးကွယ်တဲ့ဘုရားဆင်းတုတော်တွေဖြစ်ကြပါတယ်နောက်ထပ်တင်ဆက်ပေးမှာကတော့ခေတ်အဆက်ဆက်မွမ်းမံပြင်ဆင်မှုတွေနဲ့ထင်ရှားတဲ့အဖြစ်အပျက်တွေကိုတင်ဆက်ပေးပါမယ်ရခိုင်ဒေသသမိုင်းနဲ့ရခိုင်ရာဇဝင်ကြီးတွေမှာ၎င်းတို့ကိုကိုးကားရေးသားကြတဲ့အင်္ဂလိပ်စာပေတွေမှာ၎င်း BC 6ရာစုခန့်ဖျားရှင်လက်ထက်ကပင်တွန်းလှုပ်ခဲ့တဲ့မဟာမုနိဆင်းတုတော်နဲ့ပတ်သက်ပြီးတော့အကျေတဝင့်ဖော်ပြခဲ့ကြပါတယ်၎င်းတို့နဲ့ထင်ရှားတဲ့ကျမ်းကြီးတွေကတော့သက်ပဒါနဗရကာနာကျမ်းကြီးဖြစ်ပါတယ်ဒီကျမ်းကြီးကမဟာမုနိဖျားသမိုင်းနဲ့ပတ်သက်ပြီးတော့အပြည့်စုံဆုံးကျမ်းဖြစ်တယ်ဆိုပြီးသိရပါတယ်AD 1622ခုနှစ်မှာနန်းတက်တဲ့တိရိဓမရာဇာမင်းဒီမဟာမုနိအနောက်တောင်ပြင်စမပြည့်စရာမှာတည်ရှိသဖြင့်ဗိဒကဒိတ်တင်ဒီကျမ်းကိုလူဒန်းခဲ့ပါတယ်ဘိုးတော်ဖျားပဒုံမင်းရဲ့သားတော်အင်ချစ်ဆန်ကဓညဝတီကိုအောင်မြင်ပြီးတဲ့နောက်မဟာမုနိကုန်းပေါ်သို့တက်ရောက်ဖူးမြင်ခဲ့ရာနောက်ပါယာမရကန်ဦးတိုးနှင့်ဒေသခံရခိုင်လူမျိုးဂိုးပကလူကြီးဦးရွှေဖြူတို့ပါရှိခဲ့ပါတယ်ယာမရကန်ဦးတိုးကမင်းမြန်သည့်မဟာမုနိနဲ့ပတ်သက်တဲ့အင်ရှင်းမင်းရဲ့အမေးပု္ပ္ပစာအားလုံးကိုဂိုးပကဦးရွှေဖြူကဤတပ္ပဒါနပကာရဏကျမ်းကြီးကိုပိုက်ကဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်အနောက်တိုင်းရှေးဟောင်းသုတေသနပညာရှင်တွေကမှမဟာမုနိနဲ့ပတ်သက်တဲ့အစိုးဆုံးနဲ့အပြည့်စုံဆုံးရေးသားဖော်ပြခဲ့တဲ့ဒေါက်တာဖော်ချမ်းမရဲ့စာအုပ်တွေလည်းအဆိုပါတပ္ပဒါနပကာရဏကျမ်းကြီးကိုပင်ကိုးကားရေးသားခဲ့ကြောင်းစာရေးသူကိုယ်တိုင်ကဝန်ခံခဲ့ပါတယ်မဟာမုနိယုတ်တညဝေစန္ဒာသူရိယမင်းတတာဟုရာဇာဘုံမြတ်သမုံနဲ့လျင်စိုးမွန်ဘုံဟိမြတ်မုနိကိုကြီးပေတီစောရုပ်ရှင်တို့ကိုဟုံကြိုထုတ်ချောက်ဘင်ဝေကရောက်မြတ်တွမ်းမြောက်လေကပူဇော်ထားသောသုံးပါးနတ်လူ900မူသည်ဇမူမန်တိုင်းရခိုင်သားယောင်းတာယာဇွတ်လေတာဇွတ်လေရခိုင်သားလေတာဇွတ်လေရခိုင်သားဇွတ်လေလင်္ကာအပိုက်9ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးတပ္ပဒါနပကာရဏကျမ်းနဲ့တခြားသောရခိုင်ကျမ်းတွေမှာလည်းပဲအထက်ပါဖော်ပြခဲ့တဲ့အတိုင်းစန္ဒသူရိယဘုရင်ရဲ့မဟာမုနိတွန်းလှုပ်ခြင်းအခမ်းကဏ္ဍကိုအကျေတဝင့်ဖော်ပြပြီးတော့နောက်မှာမဟာမြတ်မုနိနဲ့ပတ်သက်ပြီးတော့ရာစုနှစ်ပေါင်းအတော်ကြာဖော်ပြခဲ့ခြင်းမရှိဘဲငြိမ်သက်နေခဲ့တာဖြစ်ပါတယ်AD 80ခုနှစ်မှာတော့တရေခတ်တရာပြည်ကသူပညာနာဂရစိန်ဒမင်းကရခိုင်ပြည်သို့ရောက်ရှိလာခဲ့ပြီးတော့ဆွေအရှင်းရှိတဲ့မဟာမြတ်မုနိဘုရားကြီးကိုဖူးတွေ့ရကအလွန်ကြီးညိုတရာဖြစ်ပြီးတော့3နှစ်တိုင်တိုင်မပြန်နိုင်ပဲရှိခဲ့တယ်ဆိုပြီးရှိပါတယ်။ထိုမင်းက
မဟာမြတ်မုနိတိန်တော်ကရုပ်ဘွားတော်ကိုတရေခတ်တရားတို့ပင်ပင်းဆောင်ဖို့အတွက်ကြိုးစားခဲ့ရမှာမအောင်မြင်ခဲ့ပါဘူး။ဆိုပါဗုဒ္ဓရုပ်ဘွားတော်မြတ်ကတတုဖြစ်ပြုလုပ်ထားရှိပြီးတော့အလွန်တောက်ပပြောင်လဲပါတယ်။ထိုင်တော်မူပုံစံဖြစ်ပြီးတော့ခြေတစ်ဖက်ကိုရှက်ကဘူမိဖတာမုဒရာပုံဖြစ်ကြောင်းအဆိုရှိပါတယ်။ AD 282ခုနှစ်မှာနန်းတက်တဲ့တူရိယမင်းကလည်းပဲတပညုဒမြတ်စွာဘုရားပူဇာရုပ်ထုတော်ဖြစ်တဲ့မဟာမုနိရုပ်ရှင်တို့ကိုရှစ်ဘေးလောင်းတို့ဘိုးလောင်းတို့တွေကဲ့သို့လိုမျိုးအလွန်ယိုသေးလေးမြတ်စိတ်ကကိုယ်ွယ်တော်မူခဲ့တဲ့ဆိုတဲ့ရခိုင်သမိုင်းမှာဖော်ပြထားတာရှိပါတယ်။ဒီအတွက်ကြောင့်မလို့ရှန္ဒတူရိယမင်းနဲ့နှောင်းပိုင်းမင်းတွေကလည်းပဲမဟာမုနိဘုရားကိုအဆက်မပြတ်ပူဇော်ခဲ့ကြောင်းသိနိုင်ပါတယ်။နောက်တစ်ခုကတော့ရခိုင်ဘုရင်အဆက်ဆက်အကောင်းမှုတွေကိုတင်ဆက်ပေးပါမယ်။တူရိယမင်းလက်ထက်မှာတော့တားတော်မဟာတိုင်းစန္ဒရာမင်းကြီးဒီအင်ရှိမင်းကခမည်းတော်ရဲ့အခွင့်ပြုချက်အရမဟာမြတ်မုနိတိန်တော်ကိုဖျက်ပြီးတော့အတိဆောက်လုပ်ခဲ့ပါလေ။မဟာမုနိတိန်တော်ကြီးမပြီးမီ AD 329ခုနှစ်မှာခမည်းတော်နတ်ရွာဆံပြီးတော့နန်းတက်ခဲ့ပါလေ။မဟာတိုင်းစန္ဒရာမင်းကြီးဒီတိန်တော်ကိုနှစ်ကြိမ်တိုင်းဆောက်လုပ်နေစဉ်အဓိကမျက်နှာကျက်ကိုအယုံများရေးချင်းမပြုတ်ပဲရွှေအတိချတော်မူပါတယ်။တတိုင်းလေးတောင်မှာကြေးပင်လေးပင်စိုက်ပါတယ်။တန်တန်းပြောသက်ကိုလေးပဲကြေးစာဖြင့်လှပစာတစားဆင်ပြုတ်လုပ်ထားပါတယ်။ပလင်တော်ကိုအတိတ်တပံပြုတ်လုပ်လှူဒန်းတော်မူပါတယ်။ဗုဒ္ဓကိုစားရုပ်ဘွားတော်မြတ်ကိုသမုတ်ကျိုးဖြင့်မြင့်ထားပြီးတော့မိမိဒီတနင်္လာသားဖြစ်ရဲ့ကြောက်ကိုဘက်ကနန်တင့်တော်တင်များဖြင့်ဆောက်လုပ်လှူဒန်းပါတယ်။မော်နှင့်တီယိုတို့မှမထေများကလည်းပဲလာရောက်ပြီးတော့ပူဇော်ကြပါတယ်။ထိုမင်းဒီရုပ်ဘွားတော်မဟာမုနိအားဥဆောင်မကက်ကိုရွှေဖြစ်ပြုလုပ်ပြီးတော့ပဒမြစီလီရဲ့လှူဒန်းတော်မူပါတယ်။၎င်းနောက်တားတော်စန္ဒတူရ၎င်းနောက်တားတော်တူရိယစန္ဒရာလက်ထက်မှာတော့ပလင်တော်မီးဆွေးလောင်ခဲ့ရဲ့ကြောက်တလင်းအတိဖြစ်အတိတ်တဖန်ပြုပြင်တော်မူပါတယ်။ဘိတုကကျန်းနှင့်ညီစေဖို့အတွက်အင်းဟောင်းကိုမချပဲအတိချစေပြီးတော့တန်ဟောင်းကိုဖြတ်ကာကျွမ်းတစ်ဖြစ်ဒေဇဝံ9ဆင့်ဆောက်လုပ်တော်မူပါတယ်။ထုပ်ကိုတမိုက်ရှောက်ကိုတထောင်ဖြတ်ပြီးပြုပြင်ပါတယ်။ဦးကိုလည်းအပြီးပြုလုပ်ပါလေ။တင်ကြီးပြီးစီးပြီးတဲ့နောက်မှာနတ်တော်လာပြင်းနေမှာအလှဘေးရေစက်ချပွဲကိုထိပြုဆောင်မင်းအပေါင်း53ယောက်လာရောက်ကြပါတယ်။ထိုလာရောက်ကြတဲ့မင်းပေါင်းတို့အားမဟာတိုင်စန္ဒရာမင်းကြီးသည်မဟာမုနိတိန်တို့အရှိဘက်ဝင်းပြင်မှာမြင်းစီပြီးဖလန်ကစားပြသခဲ့ပါတယ်။ကာလဆန္ဒမင်းလက်ထက်မှာတော့ပကံဘင်းသည်လဝကနှင့်မာဇရလုံဟူသောမထေနှစ်ဦးကိုဇေလွှတ်ပြီးတော့မဟာမုနိဖျားပတ်လည်မှာရှိတဲ့အဆောင်လျှောက်အစီမံထားရှိတဲ့ကျောက်နတ်ရုပ်ထုတွေကိုဗုဒ္ဓရုပ်ထုတော်များနဲ့အစားထိုးဖို့အတွက်ဆက်တရန်ပါခဲ့ပါလေဝေတာလီပြရှင်လည်းပဲ၎င်းကိုညင်းပေပြီးတော့ဗုဒ္ဓရုပ်ပရုပ်ထုတော်နှစ်စုကိုသာပြောင်းလဲထုလုပ်စေခဲ့ပါတယ်ခုခါမဟာမုနိကုံဒုတိယပြည့်စရာ၏အရှိမျက်နှာမှာရှိပါလေ၎င်းရုပ်ထုတွေကလည်းပဲရှေးရုပ်ဟန်လည်းမပြောက်ဗုဒ္ဓဟန်လည်းမပြပြင်းပဲဘောဓိတတ္တုရုပ်ဖြစ်တာတာမြတာဖြစ်ပါလေAD 990ခရောက်ပေးဖြူမင်းလက်ထက်မှာတော့မြောက်ဘက်ကလူတွေဝင်ရောက်လာပြီးတော့မဟာမုနိကုန်းတော်ရဲ့အရှိဘက်မှာအခြေချနေထိုင်ခဲ့ပါလေ၎င်းနောက်မဟာမုနိပလင်တော်အောက်မှာရှန္ဒတူရိယဘုရင်မြုပ်နှံထားခဲ့တဲ့ယေဒနာတွေကိုတူးယူကြပြီးတော့ဂန္ဓုဂတိတိုက်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြပါတယ်AD 980မှာရခိုင်မြောက်ပိုင်းတောင်ထူထပ်တဲ့ဒေသကလူမျိုးတွေလာရောက်ပြီးတော့မဟာမုနိကုန်းတော်ကိုသိမ်းပိုက်လိုက်ကြပါတယ်၎င်းတို့သည်မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုသူတို့နေရာသို့ယူဆောင်ဖို့အတွက်ကြိုးစားကြရာမရရှိရဲ့ရွှေငွေရတနာများကိုယထာပေါ်မှာတင်ပြီးရုပ်ပွားတော်မြတ်အား9ရက်တန်မြတ်ရွှေချပါတယ်။သို့သော်လည်းရုပ်ပွားတော်မြတ်မှာအရေးမပျော်ဘဲနဲ့ရှိနေတဲ့အတွက်ကြောင့်မလို့ထားခဲ့ကြပါတယ်။ဒီနည်းနဲ့ရုပ်ပွားတော်မြတ်က3နှစ်နဲ့5လတာမြတ်ပျောက်ဆုံးနေခဲ့ပါတယ်။၎င်းနောက်တီဟိုဘီယန်ဒီအနုပညာတွေများဘုံတော်ကြီးများနောက်ပါအမြောက်များရတနာများကိုရခိုင်ပြည်ရဲ့သဘောတူညီချက်ဖြင့်ပေးပို့ပြီးတော့ရခင်မူအတိုင်းပြုပြင်ကြပါတော့တယ်။တန်တုကူဒီအတိတ်တဖန်ဆောက်လုပ်လှူဒန်းကြပါတယ်။ AD 1044မှာနန်းတက်တဲ့ပကံပြည့်ရှင်အနောထားမင်းစိုးကိုယ်တိုင်ကြွားရောက်ခဲ့ပြီးတော့မဟာမုနိကိုပင့်တော်မူပါတယ်။ငါနောင်တော်မြတ်စွာဘုရားကြွလာမှငါ့ကိုပင်ရရမည်ဟုမင်းကြီးအားအိမ်မက်ပေးရဲ့အပင့်ဆောင်တော့ပါဘူး။တိန်တော်ဟောင်းကိုနှုတ်ပက်ပြီးတော့တစောင်းပြတ်အတိဆောက်လုပ်တော်မူပါတယ်။၎င်းနောက်ရွှေငွေကြေးဗုဒ္ဓဆင်းတုတော်အများပြားကိုလည်းပဲပြင်းဆောင်ပြီးတော့ပကံတို့ပြန်ခဲ့ပါ
နော်ထာမင်းပြန်တော့ပြီးတဲ့နောက်မှာတော့ရခိုင်ပြည်နယ်ကအကာအကွယ်ဝင်းတွေကိုထပ်မံပြီးတော့ချထားပြန်ပါလေဒီနည်းနဲ့ရခိုင်ပြည်ကရန်သူတွေဝင်ရောက်နှောက်ယှက်လက်မရအောင်ပြန်လေစီမံလေပါတော့တယ်AD 1068ခုနန်းတက်တဲ့ရခိုင်ပြည်ပြင်စာမြို့ချင်းအတင်ခရာမင်းဒီမဟာမုနိကိုပြန်လေမွမ်းမြင်တော်မူခဲ့ပါတယ်ဘုရင်များတက်ရောက်တဲ့မြောက်ဘက်ဇောင်းတန်းကိုလှပသောဘုံပြတ်သားဖြစ်တစားဆင်ခဲ့ပါတယ်အခုအခါတက်တာဖြစ်ပြုလုပ်ထားသောအပေါ်ပိုင်းပြတ်တာမှာမိလောင်ပျက်စီးခဲ့ပြီဖြစ်တော့လဲအောက်ခြေချိကြောက်တိုင်တွေကတော့တည်ရှိစေဖြစ်ပါတယ်AD စစ်တရားစုပြင်စာမင်းဆက်မင်းဘုံတန်လက်ထက်မှာပကံပြင်းသည်စစ်တေ9000မူမ900တို့ဖြင့်မဟာထေတူကိုဇေလွတ်တော်မူပါတယ်ဇေတုဒရာတင်တက်ချပြီးတော့ရခိုင်ပြည်ရင်ထံမှာတင်ဆောက်ခွင့်ပန်ပါတယ်မင်းဘုံတန်လည်းခွင့်ပြုတော်မူပါတယ်ပကံသားတို့သည်မဟာမုနိကုန်းတော်ရဲ့အနောက်ဘက်မှာစခန်းချပြီးတော့ဂန္ဓုဂရီတိုက်အသေးပြုလုပ်ပြီးတော့အရက်လေးမျက်နှာမှာစံကားပင်တွေစိတ်ပြိုးပြီးတော့ကောင်းမှုပြီးကြပါတယ်၎င်းတို့ပြန်တော်ပြီးတဲ့နောက်မင်းဘုံတန်သည်အတိတ်တဖန်ဆောက်လုပ်လူထမ်းတော်မူပါတယ်။ကိုဇောတဂရက်465ခု AD 1003မှာရခိုင်မင်းအနွေတော်လက်ရမင်းနှံအားနန်းတင်လာကြသောပကံသားတို့သည်မဟာမုနိကုန်းတော်သို့ရောက်ရှိလာခဲ့ကြပြီးတော့ရွှေငွေရတနာအတိဖြစ်ပြီးသောမဟာမုနိရုပ်ရှင်တော်များအားဖူးတွေ့ရသောအခါလောဘဇိုးတက်ပြီးဘုရားသခင်၏ဗျာဒိတ်တော်စကားနှင့်အညီဝိဘတ်တော်ရှိသည့်ဖြစ်ရဲ့ဖိုးချင်း1009ကကြောသားနှင့်ပေါင်တို့ကိုဖေးယူကြပါတော့တယ်။ဤသို့ယူပြီးကြလျင်လေဖြစ်တင်ပြီးစုံဆင်းကြလေတော့ရန်ဝါတော့ရောက်လေလျင်လေများနစ်ပြီးတော့တေကြီးပျက်စီးကြပါတော့တယ်။လွမ်းမြောက်သောသူတို့သည်လည်းနုနာဝဲနာဆွဲကြပါတော့တယ်။ဒီကြောင့်ကိုလွန်ခဲ့သည့်နှစ်ပေါင်း900ကျော်ကရေးသားခဲ့တဲ့ဘဒူမင်းညိုဤရခိုင်မင်းသမီးအေးချင်းခေါ်မောက်တော်အေးချင်းအပိတ်ဆက်ခွန်မှာဒီလိုမျိုးဖော်ပြထားပါတယ်။မောင်နှမရင်တသားချင်းတို့မင်းမြောက်တော့ခါပါတီများလှိုင်းတလိုင်းနှင့်ပြူနှစ်ပြည်သူတို့သုံးလူထွက်ချာမဟာမုနိထရိနာထောရုပ်ရှင်ကြိုကိုပေါင်တော်ကြိုးသားယူသောအဖြစ်ငကားလေးနှင့်ပြန်ရစ်သောအခါဘီရွာလေးပြက်ခုထက်တိုင်တိုင်နူနာဖြင်လျက်ရှင်ပင်သောကြောင့်ဖြစ်စေတည်းဟုသေးချင်နမနားတော်ခါလို့ဤတို့ရခိုင်ပြည်မဲ့မဟာမြတ်မုနိဘုရားကြီးကလက်ရမင်းနဲ့မင်းတီဟရာဇာကြီးတကြဝံမင်းတကြဝံမင်းငယ်ကိုလီယာမင်း60တံမြကိုေပြောက်နေခဲ့ပါတော့တယ်။တိုင်းရေးပြည်ရဲ့မငြိမ်သက်ရလဲဘာသာရေး၌အားနေခဲ့ဟန်တူပါလေ။ AD 1123ခုမှာပရိန်မြို့တော်၌ဒါသရာဇာဘီရင်ဖြစ်လာပြီးနောက်၎င်း၏ဘုံတကိုးအာနုဘော်ကြောင့်တိုင်းပြည်အေးချမ်းတာယာခဲ့ပါတယ်။၎င်းနောက်ဒါသရာဇဘီရင်မင်းသည်ဘေးလောင်းတို့ဘိုးလောင်းတို့လက်ထက်ကစပြီးတော့အိန္ဒိယတိုင်းပြည်များထိတိုင်အောင်ဘုံတကိုးတဘောကြီးမားကြိုဆိုခဲ့တဲ့မဟာမုနိရုပ်ရှင်တို့ကိုဖူးတွေ့လို့တော့စိတ်ဆန္ဒပြင်းပြပါတော့တယ်။မဟာမုနိရုပ်ရှင်တို့ရဲ့မူလနေရာကဒညဝတီနိုးတော်ဟောင်းရဲ့အရှိဘက်တီဝီကုတ်တောင်တိန်တော်အတွင်းဖြစ်ပြီးဒါသရာဇာဆိုးဆန်ရာလင်းနွေမြေကန်တဲ့ဘေးမှာရှိတဲ့ဘရင်တို့နဲ့အတော်လေးအလန့်ဝေးခဲ့ပြီဖြစ်ပါလေ။ဒညဝတီဝေတာလီပြင်းစာစံပပက်ဘရင်စသဖြင့်ခေအဆက်ဆက်မြို့အဆက်ဆက်လည်းပြောင်းလဲခဲ့ပြီးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဒါသရာဇာမင်းသည်မူမတ်ပညာရှိတို့အားမဟာမုနိရုပ်ရှင်တို့ကိုမူလနေရာတီဝီကုတ်တောင်ပေါ်မှာကြည့်ရှုစရာမတွေ့ရရဲ့3သိန်းသောလူတို့ကိုစူးလတ်များစွာပေးပြီးရှာဖွေစေပြန်ပါလေ။၎င်းတို့လည်းမတွေ့ရကြောင်းသာရှောက်ထားကြပြန်ပါလေ။မင်းကြီးလည်းမတတ်တာသည့်အဆုံးတွင်ပဒမြလက်ဆွတ်နှင့်ရွှေငွေဒနာတို့ကိုပေးရဲ့တောင်ဖျားချောင်းဖျားမှာနေထိုင်ကြတဲ့မျိုးခမီးလူမျိုးတွေကိုထပ်မံရှာဖွေစေပြန်ပါလေ။နောက်ဆုံးမှာမျိုးတင်ကြီးရန်အောင်လာနဲ့အပေါင်လာဆိုသူတို့ရဲ့အကူအညီဖြစ်ချောင်းဖျားငယ်တစ်ခုမှာမဟာမုနိရုပ်ရှင်တို့ကိုလေတိုတိုင်းမြေမြုပ်ရဲ့တွေ့ရှိကြောင်းတည်င်းရခဲ့ပါတော့တယ်။ဒါသရာဇာဘုရင်လည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မိဖုရားမူမပညာရှိအချွေရန်ပြည်သူပြည်သားတွေကိုစုယုံပြီးတော့ရဟောင်းလာအပေါင်လာမျိုးကောင်းဆောင်တို့၏လမ်းညွှန်မှုဖြင့်ချောင်းဖျားမြင့်ညာပိုင်းထိတက်ပြီးတော့ဖူးမြင်ပင့်ဆောင်ကြပါတော့တယ်။ဝချောင်းဖျားငယ်တို့ရောက်တဲ့အခါမှာလေတိုတိုင်းမြမြုပ်ပြီးတော့စောင်းနေတဲ့ရုပ်ပေါ်တော်မြတ်ကိုတွေးမြင်ရပါတော့တယ်။ရုပ်ထုတော်မဟာမုနိအားပန်းပေါပေါတို့ခိပူဇော်ကြောကြပြီးတော့နေမုံညစ်ကြီးတွေကိုလည်းပဲဖေရှားတုတ်တင်ကသူ့ဖော်ကြပါတော့တယ်
ရုပ်ထုတော်ကြီးရဲ့ယာဘက်လက်ပြက်လျက်ရှိပြီးတော့နောက်ကြောသားများလင်းဟင်းပေါက်ပျက်စီးလျက်တွေးရပါတော့တယ်လေလိုတိုင်းကိုမြင်မြုပ်ပြီးတော့တိုးထေးရောက်နေခဲ့ချိန်ကာလထိုဒေသအနီးနားမှာရှိတဲ့လူရိုင်းတွေကမိုးကောင်းနှက်ကြီးဆိုပြီးခေါ်ဆိုကြပါတယ်မဟာမုနီရုပ်ဘွားတော်ကြီးကိုယထာပေါ်မှာတင်ပြီးတော့တမျိုးဖောင်ဖြစ်တင်ရဲ့တဖုံတေးဆောင်ကြပြီးတော့ဓညဝတီမြို့တော်ဟောင်းတောင်ဘက်ကကတ္တညုကတောင်မှာတီထားကိုးကွယ်ကြပါတော့တယ်ထိုကတ္တညုကတောင်ကို4000စတူရန်တူပြီးတော့ကြောက်ထိုအတွင်းဝယ်တာဂီဝင်မင်းပေါင်း8000နှင့်တရားတပါသောမင်းတို့၏ရုပ်ထုတော်တို့ကိုမင်းမြောက်တစား၅ပါးတို့နှင့်တကွထည့်စေပါတယ်၎င်းနောက်မှာကြောက်ဖြစ်လုံစွာပိတ်ပြီးတော့ပလင်တော်ဖြစ်တစောင်းပြတတို့ကိုစီရင်တော်မူပါတယ်ထို့သောစီရင်ရမှာအရှိရက်ကိုအုံပေါင်းမိုးညင်းကလေးဘိုးကောင်းမင်းတို့က၎င်းတောင်မျက်နှာကိုမွန်ရှမ်းရိုးရယာလင်းစင်းမင်းတို့၎င်းအနောက်ဘက်ကိုတူရကန်တက်ကြီးမင်းတို့၎င်းမြောက်ဘက်မျက်နှာကိုမျိုးမင်းတက်မင်းကန်ထုတ်မင်းဟိယုံမင်းတို့က၎င်းတာဝန်ယူပြီးတော့ကုသိုလ်တစောင်းဆောက်လုပ်တော်မူကြပါတယ်ထိုမင်းများသည်လည်းပဲအညီညွတ်တာဝန်ခံပြီးတော့9ရက်အတွင်းပြီးမြောက်ခြင်းတော့ရောက်လေပါတော့တယ်ခတ်တင်သောရန်ပေါင်းကလည်းပဲကင်းဝေးစီဖို့အတွက်စကားပင်တွေကိုလည်းပဲနန်သိမ့်သူဆရာကစိုက်စီပါတယ်ဆေးစီရင်စီပါတယ်ကူရရှေးရောက်တို့၏အမိကအရှိဘကဆရာကဆရာဝက်ချီအရှိတောင်တောင်ကဆရာကငွှရွှေတောင်တောင်ဘက်ကဆရာကငတစ်တိုင်အနောက်တောင်ကဆရာကမစင်ရစ်အနောက်တောင်တောင်ဆရာကဥက္ကလာကိုင်းအနောက်မြောက်တောင်ဆရာကငပင်မြောက်ကဆရာကငဖြူစင်အရှိမြောက်တောင်ဆရာကရှစ်လတော့ဖြစ်ပါတယ်ထို့သောစီရင်ပြီးတော့စန္ဒတူရိယမင်းကြီးမြုပ်နှံထားခဲ့တဲ့ပလင်အောက်ကရွှေငွေဒနာတွေကိုထုတ်စီပြီးတော့ကတ္တညုတတောင်ရဲ့အရှိမြောက်ထောင်ရမှာမြုပ်ပြီးတော့သူရှင်တောင်ဝယ်မှနိုင်သောကြောက်ဖြတ်ဖြစ်ဖုံးပိတ်ပါတော့တယ်ရုပ်ဘွားတွေကိုနဝရ9ပါးဖြစ်စီချေသောပလင်ထက်သို့တင်ပြီးတော့အရန်ကျောင်းတရားဆောက်လုပ်တော်မူပါတယ်ခေါင်းစိတ်တို့ကလက်စိတ်တို့ကမဟာယန်တိုင်းသုံးထက်တရားလေးရမျက်နှာတို့တုပ်တကွန်ဆွေးတမျက်ခကြည်နှင့်စာ6မျက်နှုတ်ဖြစ်ဖြူ1000မွန်900ကလား1000မျိုး900ချင်း900တို့ကိုအတီးတီးစားမြေနေမြေပြီးပြီးတော့မိုးခွမ်းကြောက်စာထိုးတော်ပူပါတော့တယ်ဒါတရာဇာမင်းလက်ထက်မဟာမုနီရုပ်ဘွားတော်ကိုပြန်လေရှာဖွေတွေ့ကြည့်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့မူခွေးများရှိပါတယ်ဒါတရာဇာမင်းပြီးသက်ခံပြီး9လအကြာမှာပြောင်းအောင်ကြီးတုံသည်အနောက်ရကပြန်လာပြီးတော့ရာဇပလင်ရဲ့မြောက်ဖက်နားမှာလာပြီးဆွဲပါတယ်ထိုပြားရည်ရင်းလက်တော့အရေတို့ကိုထားခဲ့ပြီးတော့မြောက်ရက်တော့ပြန်လဲလျင်ထိုပြားတို့သည်ပြန်သည့်အရက်ကိုနမိတ်ယူပြီးတော့မောက်တူစာမျိုးစားကိုဝိကျော်လျှောက်တီကပြားတို့သည်ပန်းပွင့်ဖက်၌ရှိသောချိုအရသာကိုဆောင်ယူဆက်တတ်ရဲ့မြောက်တို့ပြန်လေသည်မှာပြားညွန်ရာအရ၌ဂွေပြောက်နေသောရုပ်ရှင်မူနီရှိမီအမှန်ပင်ဖြစ်တယ်ဆိုပြီးလျှောက်တင်ပါတော့တယ်ပြီးရှင်မင်းလည်းအမတ်ကြီးစကင်းနဲ့ထောက်ပိုင်ကြီးနှစ်ယောက်ကိုစီတော်မူရာရှာစီတော်ရုပ်ရှင်မဟာမုနီကိုတွေ့ရှိရဲ့ပင်းဆောင်ခဲ့ပြီးတော့စန္ဒတူရိယမင်းကိုးကွယ်တော်မူခဲ့တဲ့အယက်ကတုကညတောင်ပေါ်မှာတီထားကိုးကွယ်တော်မူခဲ့ပါဖြစ်ပါတယ်ထိုဒတရာဇာမင်းကြီးတက်တော်30နှစ်ရောက်တဲ့အခါမှာမဟာမုနီဘုရားမှာချွေးထက်ခြင်းအချိန်အခါမဲ့မိုးရွာခြင်းညစ်ရည်ကြီးခြင်းနန်းတို့ကိုမိုးကြိုးခါခြင်းများဖြစ်ပေါ်ခဲ့ပါတယ်နရင်းစရာမြို့ဟောင်းတောင်ငူမင်းဆက်နောက်ဆုံးမင်းဖြစ်တဲ့ငါနှလုံးမင်းAD 1246ကနေ1250အထိတည်ခဲ့တဲ့မင်းလက်ထက်မှာတော့မုံတိုင်းကြီးထရာမဟာမုနိတင်ကိုကြီးပြိုလေပါတော့တယ်မင်းကြီးကရှစ်မူတိုင်းပြန်ဆောက်တဲ့အခါမှာ PCB မှာထပ်မံလေပင်းကြပြီးတော့ပြိုပြန်ပါတယ်ဒီနေ့ဖြစ်3ချိန်ပြိုကျပါတော့တယ်၄ချိန်မြောက်မှာရှစ်ဘိုးဘေးစင်ဆက်ဆောက်လုပ်ပြီးတဲ့အခါကျမှခိုင်ခန့်ခန့်ခန့်ရေးပါတော့တယ်တွင်ရဟောင်းဒီ12000နဲ့ပါတယ်ထိုတွင်တော့အတီတိုင်စိုက်ခြင်းဖြစ်ပါတယ်ရခမီတော့အမတ်တူကိုလူတရာဖြစ်ဆွမ်းတင်ထားခဲ့ပါတယ်AD1250မှာနန်းတက်တဲ့လောင်ကျက်မင်းဆက်ကိုစတင်သူအလုံးမာဖြူမင်းလက်ထက်မှာလည်းမဟာမုနိတင်ကိုကြီးကိုအတိတ်တဖန်ဆောက်လုပ်ခဲ့ပါတယ်၎င်းနောက်AD1354ခုနှစ်ပြည့်ရပြန်ပါတယ်AD1430ခုနှစ်မှာမင်းဆိုးမန်ကညောင်ဦးမြို့ကိုတည်ထောင်ပြီးတဲ့နောက်မြို့တော်နဲ့မဟာမုနိဘုရားမြေကို
လမ်းဖောက်လုပ်ခဲ့ပါလေပုံမှန်ဖျားလမ်းဖြစ်စတင်ခဲ့ရာလန်ခီတစ်ဖက်တစ်ချက်မှာရေတွင်းရေကန်ဇရက်တကူပါထားရှိလူဒန်းခဲ့ပါလေနောင်တွင်မင်းပါကြီးသမီးတော်ပိုးဝါမင်းသမီးလည်းဒီလန်းကိုအသုံးပြုရဲမဟာမုနိရုပ်ရှင်တော်မြတ်ထံကောက်ဦးဆွမ်းတင်ခဲ့တယ်ဆိုပြီးအဆိုရှိပါတယ်။အေဒီ1439ခုနှစ်မှာမင်းခီးတည်တဲ့ပိဋကတော်တွေကိုတီဟိုမှအကူယူပြီးတော့မဟာမုနိဖျားရှိပိဋကတိုက်နဲ့မထေတို့ထံလူတော်မူပါတယ်။အေဒီ1536ခုနှစ်မှာမင်းပင်ခေါ်မင်းပါကြီးဒီမူလမဟာမုနိနှင့်တဒံသူရုပ်ပွားတော်မြတ်ကိုညောင်များစွာထုလုပ်ပြီးတော့ရခိုင်ပြည်အနှံ့ရေဒီပထိုးတွေမှာလည်းပဲကိုးကွယ်စေခဲ့ပါတယ်။အေဒီ1593ခုနှစ်မှာနန်းတက်တဲ့မင်းပါကြီးရဲ့မြေမင်းရာဇာကြီးလက်ထက်မှာဘေးလောင်းတို့ဓာတရာဇာတီထားခဲ့တဲ့တိမ်တော်အဟောင်းကိုအတိတ်ထပ်မံပြီးတော့ကောင်းမွန်စွာဆောက်လုပ်ပါတော့တယ်။ပြည်နိုင်ငံဝမ်းမှနေပြီးတော့တန်ဃာတော်အရှင်မြတ်တို့ကိုပင်းဖိတ်ပြီးတော့ပဇင်းတထောင်ခံယူတော်မူစေပါတယ်။အေဒီ1652ခုနှစ်မှာနန်းတက်တဲ့စန္ဒသုဒ္ဓမရာဇာမင်းလက်ထက်ကိုဇောတက်ကရိ1019ခုနှစ်နတ်တော်လာမှာဝေမနာကြည်တော်နှင့်မဟာမုနိတိမ်တော်ကြီးကိုမီးဆွဲလောင်ခဲ့ပါတယ်။စန္ဒသုဒ္ဓမရာဇာမင်းမူမတ်တွေနဲ့တိုင်ပင်ပြီးတော့ကောင်းစွာသောတစ်တုတ်ကိုကြီးဆောင်စီပြီးတော့ကိုဇောတက်ကရိ1020ပြည့်နှစ်တပေါင်းလာပြည့်ကျော်တရက်နေ့မှာမဟာမုနိတိမ်တော်ကြီးစတင်တည်ဆောက်ခဲ့ရာထိုနေ့မှာပင်ပြီးမြောက်ပြီးတော့ရေစက်ချလူဒန်းခဲ့ပါတော့တယ်။ကိုဇော1033ခုနှစ်နန်ယုံလမှာရွှေနန်းအရှိဘက်တကထမမဟာမုနိတိမ်ဖောက်ရောက်ဆေဖို့တော်မူပါတယ်။၎င်းနောက်သားတော်ဥက္ကာပလတ်တီအေဒီ1684ခုနှစ်မှာနန်းတက်ခဲ့ပါတယ်။ထိုနှစ်ပြတော်လာမှာမဟာမုနိဖျားတို့ဖျားပူကြွတော်မူပြီးတော့မူမပြည်သူများအားမဟာမုနိဖျားရှိမှာတစ္ဆာရေတိုက်တော်မူပါတယ်။အေဒီ1685ခုနှစ်မှာနန်းတက်တဲ့ဝရဓမရာဇာလက်ထက်မှာတော့သာသနာတော်စီပင်လာပြီးတော့မဟာမုနိဖျားကြီးဝမ်းကျင်မှာဖုန်ကြီးเจ้าများနဲ့ယဟန်ခံဥပဒမကန်တိမ်တွေဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဒီနေ့အတွင်းမှာသင်္ကာ8000ယဟန်ပြုခဲ့ကြပါတော့တယ်။၎င်းနောက်ဆက်ခံသောမင်းတွေကအရေးချင်းညံပြင်းကြပြီးတော့ရောက်ဦးရွှေနန်းတော်အားကိုရံတော်များကသာစီးကြိုးခဲ့ကြပါလို့လေ။ပြည်ရှင်မင်းကိုပင်၎င်းတို့အလိုကျနန်းတင်လန်းချပြုလုပ်ခဲ့ကြပါတော့တယ်။၎င်းနောက်အင်းဝပြည်ရှင်တိဝိမဟာသူရဓမ္မရာဇာအမည်ရှိသောမင်းကအေဒီ1910ခုနှစ်ဝါကြွလာမှာဝေလူတာယစန္ဒတရာဇာတို့ကိုတမန်စေလော့ပြီးတော့ရခိုင်ပြည်တွင်မင်းမရှိကြားသေးရရဲ့မဟာမုနိဘုရားကြီးတင်တော်ကိုပါဆောက်လုပ်လှူဒန်းတော်မူရန်စုံစမ်းမေးမြန်းခဲ့ပါတော့တယ်။ထိုအခါမှာရခိုင်ပြည်ရင်တွေကညှင်းဆန်ခဲ့ပါတယ်။အေဒီ1918ခုနှစ်မှာယေဒနာဗိမန်ရွှေနန်းတို့ကိုဆောက်လုပ်တော်မူပြီးတော့မဟာမုနိတင်တော်ကြီးနှင့်တကွတိမ်ပေါင်း800ကျောင်းပေါင်း800တို့ကိုလည်းပဲကုသိုလ်ပြုတော်မူပါတယ်။ပေပင်800စိတ်ပြိုးခဲ့ပြီးတော့ထိုကျောင်း800တို့မှာလည်းပဲတီလဝံဂုံနဝံမထေကျောင်းနှင့်တကွကျုံ900စီလှူပါတယ်။တိမ်တိကကျွမ်းဆိုပြီးတော့ခေါ်ထွင်းစီပါတယ်။မထေများသုံးဆောင်ဖို့အတွက်ဂယုဗံလာဟုဗံပစ္စည်းဝတ္ထုတို့ကိုလည်းပဲလှူဒန်းတော်မူပါတယ်။အေဒီ1964ခုကိုဇောတက်ကရိ1126ခုနှစ်ကဆုံလာဆန်းတရက်နေ့အင်္ဂါနေ့မှာတော့ရန်ပြည်တန်တောင်စသည့်အဘရတ်မရာဇာဟူသောဘွဲတော်ဖြစ်နန်းတက်ပါတယ်။ထိုနှစ်ပြတော်လာမှာမဟာမုနိတိမ်တော်ကြီးအားမီးဆွေးလောင်ပြီးတော့ယေဆိုးသားကိုယ်တိုင်တူလို့ရဲ့ယာယီတိမ်တော်ဆောက်လုပ်တော်မူခဲ့ပါတယ်။ခိုင်ခန့်တိမ်ဆောက်လုပ်ဖို့အတွက်ညီတော်ချမ်းပြေစာချစ်သူအားတာဝန်ပေးအပ်ခဲ့ပါတယ်။ညီတော်ရန်ပြေစာချစ်သူလည်းပဲတောင်စင်တိုင်းလမှုရသို့တွားရောက်ပြီးတော့တစ်တီကိုစီးယုံထားပြီးလျင်လက်ဝဲမြန်မြန်ဖော်ရွှေကိုရွှေမျိုးအရောက်ယူစေပါတယ်။မဟာမုနိတိမ်ကိုဆောက်လုပ်တဲ့အခါမှာအမတ်တို့သားဆိုင်ရဖြစ်သည်မိလောင်ငုတ်တွေကိုဖုံနှုတ်ပြီးတော့ကင်း9000နဲ့အောင်သူကတက်ကရိ1129ခုပြတော်လာဆန်း3ရဲ့တောက်ကြနေနိုင်တဲ့တက်နေ9နာရီတနုလက်မကာရဆန်းလက်စီးပြီးတော့မဟာမုနိတိမ်တော်ကိုဆောက်လုပ်တော်မူပါတယ်။တိမ်တော်၏ပြည့်စံစီကအလျားတန်တောင်80အနန္တန်တောင်90အဆောက်အမြင့်တန်တောင်80ရှိပါတယ်။ရေတဝံပုံ9ဆင့်နိဗ္ဗာန်အချင်းစံအတောင်30မြင့်ပါတယ်။အတိတိုင်တောက်တိုင်ပုံ9ဆင့်နဲ့တစောင်းတော်ကြီးက108တောင်ရှိပါတယ်။အကြမ်းမင်းနေသောဝေဇန်တရားပြသနှင့်မချားနာသူတို့ကြောင့်ဝေဇန်တရားမြည်ပါတယ်
ဒုတိယပုံစံရဲ့အမည်ကရွှေဦးတောင်းနှစ်ကောင်ကနေသောပုံစံဟန်ကိုပြုလုပ်ထားတဲ့အတွက်ကြောင့်မလို့တိုဝနာမိုးရပုံမြည်ပါတယ်တတိယပုံစံကရွှေဟင်းသာတို့သည်အပေါင်းအဖော်နဲ့မြို့ဖော်ပြန်ဝိနေတဲ့ဟန်ကဲ့တော့ပြုလုပ်ထားတဲ့အတွက်ကြောင့်မလို့တိုဝရဟန်တာပုံမြည်ပါတယ်တုတ်တပုံစံရဲ့အမည်ကတောသုံးတောင်ကိုအစိုးရသောကေတရာဇာချင်းသိမင်းသည်ရွှေကူမထွက်ရဲ့ဟင်းဟောင်းနေဟန်ပြုလုပ်ရဲ့တိုဝနာကေတရပုံမြည်သည်ပင်စမပုံစံရဲ့အမည်ကရွှေပန်းဆိုင်ငွေပန်းဆိုင်တို့ဖြင့်အတင့်အတေအပြေအပြင်ပြုလုပ်ထားသောကြောင့်တိုဝနာပူပဓမ္မပုံမြည်သည်ထိုပုံစင်းတို့၏ပူညာ၌အယိုး၌စိန်ပွင့်ချက်ကပဒမြအဖူးကမြကြာပွင့်တခွေပြုလုပ်စီရင်ထားပါတယ်ပုံစင်း၏အနားရစ်မှာတော့ရွှေချူပန်းငွေချူပန်းနဲ့ရွှေချူငွေချူရွှေလေးစင်းငွေလေးစင်းစသည်တို့ဖြင့်သာသနာတာယာနာပြောဖွယ်ရှိလာပါတယ်တိန်တို့ရဲ့ထုတ်ဖို့ကိုနေရောင်ဟတ်တီရှိသောအရက်လေးမျက်နှာတောက်လောင်ခမန်းရှိသည်ဘုံအဆင့်ကိုတင့်တင်ဆန်းကျေပုံကတော့အန့်ခဲတဲ့ကြည့်ရှုမတောင်ဖြစ်ဖွယ်ဖြစ်ပါတော့တယ်တိန်တို့၏ဘရိတ်တစီဖြစ်သောဒေါင်းလေးတောင်မှာတဒေါင်းလျင်ကဘာဆောင်နှက်ကြီးတပားစီနှင့်တိန်တို့၏တကားဝင်ဝါနှစ်ပေါင်း၌တပေါက်လျင်တကြားမင်းရေစင်တွန်းချရုံနှစ်ရုပ်စီရှိပါတယ်တိန်တို့၏တတိုင်းတွင်မှာတော့အထူးထူးသောရုံလုံးရုပ်ကြွားများရှိပါတယ်အဗရယာဇာမင်းကြီးလည်းမြောက်သားတော်မိဖုရားအစရှိသောတားတော်အိမ်ရှိမင်းမူမှပြည်သူပေါင်းခြံရံပြီးတော့တညဝတီမျိုးဟောင်းကိုရွှေဖောင်းစီပြီးကြွတော်မူပါတယ်ရောက်တော်မူလျင်မင်္ဂလာနန်းတော်သောတက်တော်မူပါတယ်ရုပ်ထုတော်မဟာမုနိကိုပူဇော်ကြောပြီးမှကြီးစွာသောတပင်ကိုစီရင်တော်မူရဲ့အလှကြီးပေးပြီးမှရွှေနန်းတော်သို့ပြန်ခဲ့ပါတယ်အေဒီ1960ခုနှစ်မှာငလျင်ပေါက်လျင်အေဒီ1960ခုနှစ်မှာငလျင်ပြင်းထန်စွာလောက်ခတ်ရှင်ကြောင်းမဟာမုနိတိန်တော်ကြီးရဲ့အမိုးများပစ္စယတိုင်းများပြိုလေးပစ္စည်းခဲ့ရပါတယ်။ဒီတိုင်းပင်စန္ဒသုတမရာဇာမင်းလက်ထက်အေဒီ1984ခုမဟာတက္ကရာ1136ခုတော်တလင်းလာဆန်း10ရက်နေ့စနေနေ့မှာတော့အရှိမင်းအင်းဝဘရင်စင်ဖြူရှင်ကတူရိန်ဆက်တကဟုသောတန်တမန်ကိုစေလွှတ်ခဲ့ပါတယ်။ထိုတော်လာမှာမဟာမုနိဂမီနာမန်တော်ရှိသောပပိညုဖရာတခင်ရုပ်ထုတော်ကိုပူဇော်တော်မူရန်ရွှေထီးနှင့်ငွေထီးနှင့်ရွှေတကွာနှင့်ငွေတကွာသုံးရွှေပန်းခံငွေပန်းခံရွှေတစောင်ငွေတစောင်ရွှေပေါပေါငွေပေါပေါရုပ်ထုတော်ကိုရွှေသင်္ကန်းကတ်လူရန်ရွှေဆိုင်30တို့ကိုပေးအပ်လိုက်ပါတယ်။အလူတော်ကိုကောင်းမှန်စွာတင်သူပူဇော်ကြရှိမည်ဆိုပြီးလည်းပါရှိပါတယ်။အေဒီ1994ခုကိုဇော1136ခုနှစ်တော်တလင်းလာဆန်းရှိရဲ့ဇနေနှစ်မှာသူရိန်ဆက်ကတန်ဖွဲ့ရောက်လာပြီးတော့နောက်ရခိုင်ဘရင်စန္ဒသုတမရာဇာမင်းလည်းပြင်အမဇီယဗတ္တစီသူကျော်ထင်ကိုတဝန်ပြန်စေပါတယ်။ထိုတဝန်မှာလည်းပဲမဟာမုနိနဲ့ပတ်သက်တဲ့ဂုဏ်ယူကြောင်းအင်းဝရှင်ဘရင်ရဲ့ကုသိုလ်ဒါနကိုကြီးကျုံကြောင်းဖော်ပြထားပါတယ်။ရခိုင်ရွှေပြည်ရှင်ကိုမင်းအီတီနန်မျိုးပြနဲ့ပြုစုတော်မူသည့်ဟူရာ၌ကဘေးလောင်းတော်စံမဟာစန္ဒသူရိယမင်းလက်ထက်တော်၌မာတို့မြတ်စွာဘုရားသည်ရာဇဂိုပြည်မှတညဝတီပြည်သို့ဝါရော20မြောက်မှာတပိတန်က900တို့နှင့်ကြွတော်မူလာပြီးလျင်ဒေလာဂီကျောက်တော်တောင်၌ကဒင်းသုံးတော်မူရဲ့မဟာစန္ဒသူရိယမင်းပင်ဖိုက်တောင်းပန်အပ်သည်ဖြစ်ရဲ့ရုပ်ရှင်တော်မဟာမုနိကိုတရားပြန်မှာဝိသကြောနတနဂါးကလုံးဂုံမှန်အပေါင်းနှင့်စူးဆောင်းရံဝိုင်းပြီးတော့တွန်းလုပ်တော်မူတဲ့အခါဝေစမူဒီပါကျွမ်းပြင်တရားတယောက်သောမင်းပေါင်းတို့သည်ခန့်ညွန်ကျိုးနံလာသည်သာရခိုင်ရွှေပြည်တော်ကြီးလည်းတပိညုတမြတ်စွာဘုရားသခင်ထင်ရှားရှုတော်မူစဉ်ကပင်သာသနာတော်တည်ထွန်းရာလည်းဖြစ်ပေသည်ဤကစန္ဒသုတမရာဇာမင်းလက်ထက်မဟာမုနိနဲ့ပတ်သက်တဲ့အင်းဝပြည်မှာကောင်းမှုကုသိုလ်တစ်ခုပင်ဖြစ်ပါတယ်၎င်းနောက်ဆက်ခံတဲ့စန္ဒဝိမလရာဇာ AD 1189ခုရက်40မြတ်စန္ဒတတိရာဇာမင်း AD 1189ခုလက်ထက်မှာတော့နန်းတွင်ပုံကံမှုတွေကြောင့်တိုင်းပြည်မကြီးမတက်ဖြစ်ခဲ့ရပါတယ်။အဖက်ဖက်မှလာတဲ့အဖြစ်အစည်းတွေကြောင့်သာသနာရေးဘက်သို့လည်းဦးမလဲနိုင်ခဲ့ပါဘူး။ AD 1180 1982ခုကိုဇောတက္ကရာ1144ခုမှာနန်းတက်တဲ့မဟာသမ္မတရာဇာမင်းလက်ထက်မဟာမုနိကြီးမှာထူးခြားတဲ့အတိတ်နမိတ်တွေပြလေပါတော့တယ်။ရှင်အောင်တို့ကလည်းရှင်မင်းအဆက်ဆက်ရေစက်ချတွန်းချခဲ့တဲ့ဝစုံတရီမှာကိုညဉ့်ညံ့မှုပြုလေပါတော့တယ်။1146ခု
နိုင်ုံလာပြီကျော်9ရက်နေ့တောက်ကြနေ့9ရက်မြောက်တဲ့နေ့ကြာတာပတင်းနေ့အထိ9ရက်တိုင်တိုင်ဂိတ်စပတ်မြည်ကြီးလေပါတော့တယ်မဟာမုနိကုန်းတော်အတွင်းခိုကပ်နေကြတဲ့လူများတွေကိုဝန်တီ3ဦးဒီတပြိုင်နဲ့မီးဖွားကြပါတယ်အလျောက်33လန်ရှိတဲ့ခမောင်းတုံးတစ်ခုလည်းမဟာမုနိဖျားခြေတော်ဝင်းဝင်ပါလာပါတော့တယ်ရေစုံအချံမျိုးပါလာပြီးမူလနေသောနေရာ၌ပင်ပြန်ပါတယ်ရိခါဒုရိယတိမုတ်တန်ငိုတန်တို့ကိုလည်းပဲကြားရပြီးတော့လူအများသွားကြည့်တဲ့အခါမှာမိသူမိများထူးထူးခြားခြားမတွေးကြရဘဲနဲ့ခမောင်းတုံးတာတွေ့ရပါတယ်လူအများတေကျေပျက်စီးကြပါတယ်မဟာမုနိတိုင်တော်အတွင်းမဟာဗောဓိပင်ကအရွက်တို့ဒီလည်းပဲလိုက်ကုန်ကြပါတယ်တစ်ပင်ဆောင်းသားတို့လည်းပဲငိုကြွေးကြတယ်ဆိုပြီးသမိုင်းမှာဖော်ပြထားပါတယ်မြောက်ရွှေနိုင်ရှင်မဟာသမရရာဇာမင်းလည်းပဲထိုအတိုက်နမိတ်ထုကိုကြားရပြီးတော့ကိုစိုးတက္ကရာ1146ခုဝါဆိုလာဆန်း14ရက်နေ့ကြာတာပတေးနေ့မှာမဟာမုနိရုပ်ရှင်တို့ကိုဖူးမြော်ဖို့အတွက်ချီလာပါတော့တယ်ရှင်မင်းဆက်ဆက်တို့၏ထုံးတမ်းစဉ်လာအတိုင်းဘုရားကြီးကိုပူဇော်ကြော့ပြီးမှတော့ပိသိက်သွမ်းလင်းကားပြားတရားကိုဝတ္တမရည်သွင်းမှာရေစက်ချတွန်းချပြီးတော့ထိမိပြုတ်တဲ့ခါမှာတငယ်လက်ကဲ့သို့လက်တစ်ခုလက်တွင်ကထွက်လာပြီးတော့ဘရင်ဤလက်ကိုခတ်လေတော့ကြောင်းဒဏ်ကားများမြေဝေခါရပါတော့တယ်မဟာသမရရာဇာမင်းကြီးလည်းနောက်ထပ်ရေစက်ချတွန်းလို့ပြီးတော်မူမှမဟာမုနိတိန်တော်မြောက်ဘက်မှာရှိတဲ့တည်င်းသုံးတော်မူနေတဲ့ဝါတော်60ရှိရဟန်းတော်အားရှောက်ထားလေပါတော့တယ်ရဟန်းတော်ကတိုင်းပြည်ပျက်စီးနှမိုက်ရှိရဲဆိုပြီးဆိုတဲ့အတွက်ကြောင့်မလို့မျက်နှာလွှဲတော်မူပါတယ်1984ခုနိုဝင်ဘာကိုစိုးတက္ကရာ1146ခုပြာတော်လဆုပ်9ရက်နေ့မှာအမောရပူရဖြစ်ရှင်ဘောတော်ဖျားတိုက်ခိုက်သိမ်းယူပြီးတော့မြောက်ဦးမြို့ကြားရပါတော့တယ်အမောရပူရဘင်ဤသားတော်အိမ်ရှိမင်းလည်းပဲမဟာမုနိဖျားကုန်းတော်တော့တဲရောက်ဖူးမြော်ခဲ့ပါတယ်ရာမရကန်ဦးတိုးလေးပဲနောင်တော်ဘက်ကပါရှိခဲ့ရာရခိုင်ရှိမှတ်တမ်းအဖြစ်စာဖွေးခဲ့ပါတယ်အင်ရှင်မင်းလည်းပဲမဟာမုနိဖျားရောက်ထုတို့ကိုပင်းအံ့တော်ညာဘုံမင်းတီဗီကြိုထင်ကိုစေတော်မူပါတယ်စေတော်မူသည့်တိုင်တော်လေပြီးတော့ရောက်တဲ့အခါမှာတော့ရွှေငွေဆံပန်းပေါက်တို့ဖြင့်ရှိခိုးပူဇော်ဖူးမြင်ကြောပြီးမှပင့်တော်မူပါတယ်မဟာမုနိရောက်ထုတို့လည်းပဲသွားပုန်နမိတ်ပြပြီးတော့ကိုယ်တော်လုံးချွေးထွက်ပြီးလျင်ပေါင်တော်မှယိုစီးပြီးတော့ကြလေပါတော့တယ်ဘုံမင်းတီကြိုထင်လဲလုံးပတ်သုံးထွာခန့်ရှိတဲ့ရွှေပလာနဲ့ခံတော်မူပြီးတော့အပြည့်ရရဲ့အိမ်ရှစ်မင်းထံဆက်တော်မူပါတယ်အိမ်ရှစ်မင်းလည်းပဲအလွန်ထိုင်လန်းကြောက်ရွံ့ပြီးတော့အံ့ပွေတွေရဖြစ်ခဲ့တဲ့ကဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့တက်ချက်ရန်တော်မူပါနဲ့ကိုစောတက္ကရာ1146ခုတဘိုးတွေလာဆန်း73ရက်တနင်္ဂနွေနေ့မှာဈေးချောင်းဝေဖောင်တော်တင်ထားလေတော့ဖောင်တော်ပြပြီးတော့ရုပ်ပွားတော်မြတ်တည်ရေရင်ကင်းဝတ်တော်မူပါတယ်ထက်ကောင်းဝင်တော့ထန်းလုံးပေါ်မှာရှိတဲ့ပြိုးပြိုးပြက်ပြက်ရောင်ချီတော်တက်တော်မူပါတယ်တွေးတောက်တော့ဒီလေရုပ်ရှင်တော်ကိုမမြင်လိုက်ရဲ့ရာဇဒမင်းတန်တင့်မီဆိုရဲ့ရှာဖွေကြလေတော့ရုပ်ရှင်တော်မဟာမုနိနဲ့အစင်းတန်တူညီသောမဟာမုနိနဲ့အတူတူတွန်းလောက်ခက်သည့်ရှင်ကျော်ဘုရားကိုတွေ့ရဲ့ဖောင်တော်တင်ပြီးတော့ပင်းဆောင်ကြပါတော့တယ်တောင်ကောင်းမျိုးတို့ဖောင်တော်ဆက်ရောက်တဲ့အခါမှာရုပ်ရှင်တော်နဲ့အတူတူပင်းဆောင်လာခဲ့တော့ဓာတ်တော်12စုကိုဓာတ်တော်ပြုတ်ပြီးတော့ဇေဒီတေတော်မူပါတယ်ဖောင်တော်ဦးဇေဒီဆိုပြီးတွင်ပါတယ်အင်ရှင်မင်းပေါ်လဲယထာသုံးစုလုပ်ပြီးတော့မဟာမုနိရုပ်ရှင်တို့ကိုရှော့ဖြုတ်တင်ရာကိုရှော့ဖြုတ်တင်ပင်းဆောင်ပြီးတော့စက်ကဖြစ်ဆွေးငင်ပင်းဆောင်တော်မူပါတယ်ယထာသုံးစုလည်းပဲဆွေးငင်မရပဲရက်တက်နေတဲ့အခါမှာနေဝင်လက်တော်ကျင်းဆက်လိုရဲ့ဖြစ်အံ့ဟုကျင်းဆက်တော်မူပါတယ်ထိုရက်ကိုယနေ့တိုင်ရက်တော်မူရက်ဆိုပြီးခေါ်ဆိုကြပါတယ်တောင်ကောင်းမျိုးက-10ကွာဝေးတဲ့ရိုးမတောင်ချေမှာရှိပါတယ်လန်နဲ့မိုးတောင်မှာဥယျာဉ်ပုပ်ပရိုလမ်းကြောင်းတိုင်းပင်းဆောင်တော်မူသောရာပတောင်းမျိုးသို့ရောက်ပါတယ်ပတောင်းမျိုးမှာရုပ်ရှင်တော်များအားရှော့ဖြုတ်တင်ရာ6ဖြုတ်ယူခဲ့တဲ့များကိုပြန်လေဝတ်ဆင်ပြီးတော့လေဖောင်တော်ဆင်းသွဲမှာတင်ဆောင်တော်မူလျက်အေအော်ဒီမြေကြောင်းတိုင်းအမောရပူရသို့ပင်းဆောင်တော်မူပါတယ်AD 1985ခုကိုဇောတက္ကရာ1149ခုကစုံလပိကျော်12ရက်နေ့စကိုင်းဆိုင်ကန်တော်ဆက်ရောက်တော်မူရာဘရင်ကိုလိုတိုင်းရေထဲဆင်းပြီးတော့စီးကြော်ပင်းဆောင်တော်မူပါတယ်ပင်းဆောင်ခဲ့တဲ့မဟာမုနိရုပ်ရှင်တော်များအားမောင်းထောင်းဆရာတော်ကြီးမိန့်ကြားချက်အရအမောရပူရရွှေမြို့လို၏အရှိမြောက်မန္တလေးရမှာတင်ဆောက်ပြီးတော့ကိုးခွေတော်မူခဲ့ပါတယ်ခုကတော့ရှမ်းဆရာမောင်ရွှေမုံပြုပြင်မမှန်ခြင်းချောင်းကိုထပ်ပြီးပြောပြပေးပါမယ်
မဟာမုနိရုပ်ရှင်တော်ကအမရပူရသို့ပြီးဆောင်သွားပြီးတဲ့နောက်မဟာမုနိကုန်းမြင်မှာပြုစုသူကင်းမရကခြုံလေပေါင်းများစွာထူပြောပြီးတော့ပျက်စီးယိုယွင်းနေခဲ့ပါတော့တယ်80နှစ်ခန့်လေးလူရှုခံခဲ့ပြီးတဲ့နောက်မှာတော့ကိုစိုးတက်ကရိတ်1228ခုတပေါင်းလဆောက်10ရက်နေ့ AD 1868ခုမှာကမ္ဘောဇတိုင်းပြည်လင်္ကာဝတီမှရှမ်းလူရိုမောင်ရွှေမုံဆိုသူသည်ဖျားဖူးရန်ရောက်ရှိလာရာမဟာမုနိဖျားကြီးအဖြစ်ကိုစိတ်မချမ်းမြေ့ဖွယ်တွေ့မြင်ရ၏တရားပြင်းပြစာဖြင့်ပြင်ဆင်မွမ်းမံမှုစတင်ခဲ့ပါတယ်။တို့ဖြစ်ရာပုံမြင်တွေ့ရသောမဟာမုနိဖျားကြီးဘရဝက်ကလွန်ခဲ့တဲ့နှစ်ပေါင်း123ခုကရှမ်းဆရာမောင်ရွှေမုံ၏ပြုပြင်မွမ်းမံမှုတွေပင်ဖြစ်ပါတယ်။အကြောင်းမူကားတော့မဟာမုနိဖျားတိန်တော်ကြီးကိုရခိုင်သမရရာဇာနန်းကျပြီးတဲ့နောက်မြို့တော်ဝန်တွေအုပ်ချုပ်စဉ်အတွင်းမှာလူရိုင်းတွေလာရောက်ပြီးတော့မိတိုက်ဖျက်ဆီးခြင်းခံရတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်။ AD 1890ခုနှစ်မှာရှေးဟောင်းသုတေသနပညာရှင်ဒေါက်တာဖော်ချမ်းမာရေးသားထုတ်ဝေသောမဟာမုနိဖျားကြီးသမိုင်းစာအုပ်ပါအချက်လက်တွေနဲ့ဓာတ်ပုံတွေကလည်းပဲမောင်ရွှေမုံပြုပြင်ပြီးနောက်10နှစ်အကြာအခြေအနေတွေပဲဖြစ်ပါတယ်။မောင်ရွှေမုံကပြိုကျပျက်စီးနေတဲ့ဂန္ဓုပတိတိုင်းနဲ့ဖျားကြီးရင်ပြင်တစ်ခုလုံးကိုပြန်လည်မွမ်းမံပြင်ဆင်ထားခဲ့ပါတယ်။မဟာရင်တိုင်းတော်ကြီးကိုလည်းပဲမိဘအန်ဒီကကောက်ွယ်ဖို့အတွက်ရခင်ပြိုကျပြီးတော့ကြောက်တော့အုပ်တွေနဲ့ပြုပြင်ခဲ့ပါတယ်။ဝမ်းကျင်ကပြန်ကျဲပျက်စီးနေတဲ့ရုပ်ပွားဆင်းထူးကြောက်ရုပ်ထုတွေကိုလည်းပဲပြန်လည်စုစည်းပြီးတော့အတိတ်နေရာချထားခဲ့ပါတယ်။၎င်း၏ပြင်ဆင်မွမ်းမံမှုတွေနဲ့ဆက်လျင်းပြီးတော့ဂမီးကြောက်စာတိုင်တစ်တိုင်ကိုတော့မဟာမုနိဖျားကြီးရင်ပြင်အနောက်ထောင်မှာစိတ်ထူထားခဲ့ပါတယ်။ကြောက်စာပါအချက်လက်တွေကိုကြည့်ပြီးတော့မောင်ရွှေမုံရဲ့ကုသိုလ်စေတနာတရားထက်သန်မှုကိုကောင်းစွာသိရှိနိုင်ပါတယ်။မဟာမုနိရုပ်ရှင်တော်မြတ်ကိုအဖူးလာဒီမှာတက်ကရစ်1228ခုတပေါင်းလဆန်း10ရက်နေ့တွင်ဖူးမြော်ရောက်တည်တဲ့ကွဲတော်အကွဲများသည်ကိုမြင်လျင်ရှမ်းရွှေမောင်ကစေတနာသုံးတန်ပြည့်ရှင်းတန်ခြင်းလားဝရိယအားထုတ်ရဲ့ပျက်စီးယိုယွင်းသည့်ဟာကိုပြင်မီဟုကြည်ပြန်လျင်ကျင်သူငရိမယားနှင့်ပြောကာတိုင်ပင်ပြီးတက်ကရစ်1229ခုနှစ်ကစားရဲ့ကူတော်ပြင်ဒီမှာကို၌ပါသောဒင်္ဂါပြရဲ့460သည်မလောက်ရဲ့မပြီးစီးနိုင်သည်နှင့်ထပ်မှန်ပြီးတရားကြည့်ပါသည်မှာငယ်မယားသားသမီးတို့ကိုအရှင်စံထောက်တော်မင်းဆန်းရွှေဒင်္ဂါ400နှင့်ပေါင်နှံရဲ့ထားသည်တွင်အရှင်စံထောက်တော်မင်းကဆရာကြီးမယားသားသမီးတို့ကိုမယူအမျှမြို့အောင်လုပ်ပါဒင်္ဂါပြရဲ့400ချေးငှားလိုက်သည်နှင့်လုပ်ပါတော့လဲကြောက်တော့တောင်ပြပါသည်ကူးတော်မူမလုံလျက်ရှိပါလျင်ထပ်မှန်ပြီးလျင်ကျန်စာသည်မှာညဝတီတိုင်းပြည်ကိုအာကိုရဲ့ကြံမတာလျင်အထမြောက်မူဖြစ်ရဲ့လုတ်ဒီမှာဒါရကလူသူနာမည်အရှင်ဝန်ထောက်မင်းမောင်ကလာ30အရှင်ပွဲဒါကြည့်စီဒါရကစံထွန်းတရဇင်သာထွန်း၌အရှင်စင်ကဲမောင်ရွှေကြည့်ဓမ္မရီကြီး30ကျော်တကင်ကညိုရောင်31မောင်9မောင်နှစ်ထိုးဆွေ9တရဇင်စံရပွေ9ရှမ်းဆရာမောင်ရွှေမင်း3စုစုပေါင်းငွေ145ပြားကိုရှမ်းဆရာကြီးမောင်ရွှေမုံလက်တော့အလူဝင်ရဲ့သည်ထိုမှစေတုံးကားစားများရဲ့လှဒါရကလူသူကတော့တရားကြီးဖြူလှူရသောအကျိုးများကြောင်းသုံးပါသောကရှိဘဝမှမဝမငွေမတွေးရလို့ဤကုသိုလ်ကြောင့်မဲဖို့နိဗ္ဗာန်ချမ်းသာဝတ်သည်နိဗ္ဗာန်ရွှေစေတော်တက္ကရီ1212ခုတန်ခူလာဆန်း4ရက်အင်္ဂါဆရာကြီးမောင်မုံမဟာမုနိကုသိုလ်ကိုပြင်သည်ကောင်းမှုနိဗ္ဗာန်စုနတ်လူခေါ်စေတော်အထက်ပါကြောက်စာတွေရရှမ်းဆရာကြီးမောင်ရွှေမုံကမိသားစုတွေနဲ့အတူတက္ကရီ1128ခုတပေါင်းလဆန်း10ရက်နေ့မှာဖျားဖူးရောက်ခဲ့ကြောင်းမဟာမုနိကုသိုလ်ကြီးပျက်စီးနေတာကိုတွေ့မြင်ကြောင်းစေတနာသုံးတန်ပြည့်ရဲ့ကုသိုလ်ကိုမိမိပါဒမငွေတန်းကား460နဲ့တက္ကရီ1229ခုနှစ်မှာစတင်ပြီးတော့ပြင်ဆင်မွမ်းမံခဲ့ကြောင်းမလုံလောက်ရဲ့ဝန်ထိုကမင်းဇနီးနဲ့သားသမီးတို့ကိုပေါင်နှံပြီးတော့ငွေချေးကြောင်းဝန်ထောက်မင်းကလည်းပဲစေတနာတရားထက်သန်စွာနဲ့ဇနီးသမီးတို့ကိုမယူဘဲနဲ့ချေးငှားကြောင်း၎င်းနောက်တညဝတီပြည်သားနိစ္စရာထံမှအလူငွေတွေထည့်ဝင်ကြကြောင်းစုစုပေါင်းရွှေတန်းကား145ပြားကိုရရှိပြီးတော့စုပေါင်းပြင်ဆင်မွမ်းမံခဲ့ကြောင်း3နှစ်ခန့်ကြာမှာကော်စောတက္ကရီ1232ခုတကူလာဆန်း4ရက်အင်္ဂါနေ့မှာပြီးစီးအောင်မြင်ကြောင်းစသဖြင့်ပါရှိပါတယ်။ဇနီးမယားနှင့်သမီးတို့ကိုပင်ပေါင်နှံပြီးတော့
တရားပြုပြင်သည့်ရှမ်းဆရာကြီးမောင်ရွှေမွန်ရဲ့စေတနာထက်သန်မှုနဲ့၎င်းရဲ့ဇွေးလုံးလောက်ကိုချီကျူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်နှစ်ပေါင်း120ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့တထေးကြီးဦးရေးကျော်သူ၏ပြုပြင်မွမ်းမံခြင်းကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်မှာမောင်ရွှေမွန်ရောက်လာပြုပြင်ပေးတဲ့နောက်မှာတော့နှစ်ပေါင်း30ခန့်အကြာမှာစစ်တွေမျိုးကကျက်တရီဆောင်ရွှေစလေရတထေးကြီးဦးရေးကျော်သူတထေးကတော်ဒေါ်တန်တာဖြူတို့ကကမကထပြုပြီးတော့ပြည်သူတွေကကော်စောတက်ကရီ1262ခုအေဒီ1900မှာတီရိဘဝရတကျရမာစင်ရုပ်ပွားတော်နဲ့အတုလဝိစေရန်တစောင်းတော်ကြီးတွေကိုတိဆောက်လူဒန်းခဲ့ကြပါတယ်ခုတွေ့ရတဲ့တစောင်းတော်ကြီးနဲ့တိန်တော်ကြီးဂန္ဓုပတိတွေကထိုစဉ်ကဆောက်လုပ်လူဒန်းခဲ့ကြတာတွေဖြစ်ပါတယ်အဆိုပါတီရိဘဝရတကျရမာခြင်းရုပ်ပွားတော်ကြီးကအခုမဟာမုနိကြောက်ညိုဆင်းထုတော်၏ကြောဘက်မှာဖူးတွေ့ရသောကျေးသွန်းဆင်းထုတော်ကြီးပင်ဖြစ်ပါတယ်တထေးကြီးဦးရေးကျော်သူကိုယ်တိုင်မန္တလေးမြို့မှာရှိတဲ့မဟာမုနိရုပ်ပွားတော်နဲ့ဘုံတူတွန်းလောက်ခဲ့ခြင်းဖြစ်ပါတယ်မန္တလေးမှရန်ကုန်မှစစ်တွေတော့သင်္ဘောဖြင့်ပင်းဆောင်ခဲ့ပါတယ်စစ်တွေမျိုးတို့ရောက်တဲ့အခါမှာတော့ဝင်ကဘာကွင်းတို့အခမ်းအနားဖြင့်ပင်းဆောင်ပြီးတော့ပူဇော်ခံခဲ့ပါတယ်၎င်းမှဗုဒ္ဓဘုရားရှင်ကိုယ်တိုင်တွန်းလောက်ခဲ့ရမှာမဟာမုနိရုပ်ရှင်တော်များရဲ့မူလနေရာကာတညုပပတာတိရိဂုတ်တရကုန်းမြေသို့3ရက်တာမြပင်းဆောင်ယူခဲ့ကြပါတယ်ဒီတော့တဒံရုပ်တုတော်ရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာတော့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုတေတေချာချာကြာနာပြင်ဆင်ပြီးတော့တက်ကရီ1162ခုနှစ်တကူလာပြည့်ကျော်3ရက်တလင်းလာနေ့မှာခမ်းနားစွာတွန်းလောက်တော်မူပါတယ်တထေးကြီးနဲ့သူ့ရဲ့ဇနီးတန်တာဖြူတို့ကဖျားကြီးတွန်းလောက်နေစဉ်ရုတ်တရက်စေတနာဝင်လာပြီးတော့မိမိဝတ်ဆင်လာခဲ့တဲ့လက်ဝတ်လက်စားရွှေကြက်ချိန်20သားခန့်ကိုချက်ယူပြီးတော့လက်ဝတ်ရတနာတွေကိုထေးသွင်းတွန်းလောက်ပူဇော်ခဲ့ကြပါတယ်၎င်းနောက်မှာတော့လိုအပ်နေသေးတဲ့ဂန္ဓုပတိတိုက်ပလင်တော်များနဲ့တစောင်းတော်အတွက်တေတေချာချာတိုင်းတာပြီးတော့1900တခုကော်စောတက်ကရီ1263ခုနှစ်နတ်တော်လက်ဆုပ်တရက်တနင်္လာနေ့မှာပနက်ချပါတယ်ဒီလိုနဲ့ကော်စောတက်ကရီ1266ခုတစောင်းမုံလာပြီးတော့နနက်9:00နာရီအချိန်မှာမဟာမုနိတိရိဘောရတက်ကြမာရခြင်းရုပ်ပွားတော်မြတ်ကြီးဂင်းဝတ်တော်မူရာပရာဇိတပလင်တော်နဲ့ရုပ်ပွားတော်ကြီးဆန်တော်မူရာမဟာအတုလဝါရဇင်ယံမီသောတစောင်းကြီးသုံးပါးတို့ကိုရေဆက်ချက်အမျှပေးဝေကလှူဒန်းခဲ့ပါတယ်။ဦးရဲကျော်တို့မိသားစုနှင့်ပြည်သူတွေစုပေါင်းလှူဒန်းခဲ့တဲ့ဗဟိုပြသတစောင်းကြီးက64တောင်အမြင့်ဆောင်လေပါတယ်။တထေးကြီးကိုလံပြီးတဲ့နောက်မှာတော့တာဖြစ်သူဝတ်လုံတော်ရဦးရွှေတာနဲ့ဘုရားကြီးနီးရှိတရက်တပင်ရွာမှဦးတထော်ချီတို့ကအခြေဘက်အာယုံခံတစောင်းနဲ့မဟာတတိုင်းကြီးတို့ကိုဆက်လက်ပြုပြင်ခဲ့ကြပါတယ်။စုစုပေါင်းတစောင်းကြီးငယ်49ခုတို့နဲ့တန်ထီတော်ကြီးငယ်55စုတို့ကိုလည်းပဲဆောက်လုပ်လှူဒန်းခဲ့ကြပါတယ်။1968ခုအောက်တိုဘာလ23ရက်တိုက်ခတ်တဲ့မုန်တိုင်းတွေထံကြောင့်39ဆောင်သောတစောင်းတော်တွေနဲ့55စုသောတန်ထီများမြေခပျက်စီးခဲ့ရပါတယ်။ကျောက်တော်မဟာမုနိဂောဘကအဖွဲ့ကနှိုးဆိုကြိုးပမ်းချက်ဖြင့်ရန်ကုန်ရောက်ရခိုင်တွေနဲ့စစ်တွေမြို့နယ်နဲ့အနေနဲ့ရရကစေနာအလူရှင်တို့ပူးပေါင်းပြီးတော့အခုအခါမှာတော့ပြန်လည်ပြီးတော့ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ကျမ်းဂန်လာမဟာမုနိရှစ်စုကိုရွတ်ပြပေးပါမယ်။ဒုတမုနိမြန်မာပြည်၊ဇူနာမုနိတာဝတိန်သာနတ်ပြည်၊တေကြမုနိကပ္ပိလဝပြည်